ဒါကတော့ Mars ဂြိုလ်ပေါ်ကကြောက်တုံးတစ်ခုပါဒီကြောက်တုံးရဲ့အလဲဗဟိုမှာရှိတဲ့အမဲဆက်လေးတွေကိုတိကျကြည့်လိုက်ရင်ရှေးခေတ် Mars ဂြိုလ်ပေါ်ကသက်ရှိတွေရဲ့အကျွမ်းကျန်တွေကိုမြင်ရပါလိမ့်မယ်လက်ရှိအချက်လက်တွေအရအဖြစ်နိုင်ဆုံးယူဆချက်ကတော့အဲ့ဒါပါပဲမင်္ဂလာပါ10 မီလီယံမှပြန်လည်ကြိုဆိုလိုက်ပါတယ်လူကြီးမင်းတို့အခက်ခဲတစုံတရာမရှိရင်10 မီလီယံဗီဒီယိုတွေကို VPN ခံပြီးကြည့်ရှုအားပေးပါအောင်နော်အခက်ခဲရှိတယ်ဆိုရင်တော့ VPN မခံလဲရပါတယ်နော်စလိုက်ရအောင်ဒါဟာ2025ခုနှစ်စက်တင်ဘာလမှာ NASA ကထုတ်ဖော်ပြသခဲ့တဲ့သတင်းတစ်ခုပါလူသားတို့ Mars ဂြိုလ်ပေါ်မှာတွေ့ရှိခဲ့သမျှထဲမှာသက်ရှိတွေရဲ့အရှင်းလင်းဆုံးသောလက္ခဏာဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါဟာဂြိုလ်သားသက်ရှိတွေရဲ့အပြတ်သားဆုံးသက်သေပဲဖြစ်ပြီး Perseverance Mars ရဲ့ Mars rover ကစူးစောင်းရရှိခဲ့တဲ့ကျောင်းနမူနာတစ်ခုရဲ့အတွင်းမှာရှိနေတာပါဒီအဆက်ပြောက်လေးတွေကကျမတို့ကိုတခြားဂြိုလ်ပေါ်မှာသက်ရှိနေနိုင်တယ်ဆိုတာဘာကြောင့်အဲ့လိုပြောလို့ရတယ်လဲနည်းနည်းရှုပ်ထွေးပါတယ်ဒါပေမဲ့ဒီကနေ့မှာတော့ကျမတို့နဲ့အတူလေ့လာကြည့်ပါမယ်ပထမဆုံးအနေနဲ့ဒီကြောက်တုံးကို Mars ဂြိုလ်ရဲ့ဘယ်နေရာမှာတွေ့ခဲ့လဲဆိုတာအရင်ပြောရအောင်ဒါကတော့ G0 မီတာဝ G0 crater ကနေပါဒါဟာ NASA ရဲ့ Perseverance rover ဆင်းသက်ခဲ့တဲ့နေရာဖြစ်ပါတယ် Perseverance rover ရှင်ကလည်းပေါ်သေးသေးတော့မဟုတ်ပါဘူးကျမတို့အင်္ဂါဂြိုလ်လို့ခေါ်တဲ့အနီရောင်ဂြိုလ်စီကိုဆေလွတ်ခဲ့သမျှထဲမှာအဆင့်အမြင့်ဆုံးစက်ရုပ်ရင် Robotic Explorer ပဲဖြစ်ပါတယ် NASA ကအဲ့နေရာကိုရွေးချယ်ခဲ့တာအကြောင်းရင်းရှိပါတယ်လွန်ခဲ့နှစ်ပေါင်းဘီလီယံပေါင်းများစွာကဒီဝိုင်းဆက်တဲ့ဂျိုင်းဝန်းကြီးဟာရေရီနဲ့ပြည့်နေတဲ့အချိန်တစ်ခုရှိနိုင်ခဲ့တယ်လို့ယုံကြည်ကြလို့ပါ G0 ဟာရှေးဟောင်းကန်တစ်ခုဖြစ်ခဲ့တယ်လို့ယူဆရတဲ့အကြောင်းရင်းကတော့မီးတော်ဝါရဲ့ပတ်လေအနီးတစ်ဝိုက်မှာမြစ်တစင်းကကုန်းမြင့်နေပေါ်ကနေစီးဆင်းလာပြီးမီးတော်ဝါတွေကိုဝင်ရောက်ခဲ့တယ်ဆိုတဲ့ခိုင်လုံတဲ့သက်သေပုံသဏ္ဍာန်တွေကိုမြင်တွေ့ရလို့ပါပဲ2021ခုနှစ်မှာ Perseverance ရှင်ဟာမြစ်ဝမှာဆင်းသက်ခဲ့တာပါဒါအပြင်အဲ့နေရာဟာအခုကျမတို့ကြည့်နေရတဲ့သက်သေမျိုးကိုရှာတွေ့ဖို့အတွက်အကောင်းဆုံးခွင့်ရရှိလိမ့်မယ်လို့ NASA ကယုံကြည်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်ဒါကြောင့် Mars ဂြိုလ်ပေါ်မှာသက်ရှိတွေရှိခဲ့ရင်ဒီလိုရေရှိနေနိုင်တဲ့နေရာမျိုးမှာပဲရှိခဲ့မှာပဲလို့ယုံကြည်ကြလို့ပါဒါပေမဲ့ဒီလိုရှာဖွေရတာလွယ်ကူခဲ့တာတော့မဟုတ်ပါဘူး Perseverance ရှင်ဟာ3နှစ်ကြာအောင်စူးစမ်းလေ့လာပြီးမှသဲတွေကနေထိုးထွက်နေတဲ့ထူးဆန်းတဲ့ကြောက်တုံးတုံးကိုနောက်ဆုံးမှာတွေ့ခဲ့ရပါတယ်ဒီကြောက်တုံးရဲ့ထူးခြားချက်ကတော့မြေမျက်နှာပြင်တစ်လျှောက်မှာတွေ့ရတဲ့အမဲရောင်ပုံစံများပဲဖြစ်ပါတယ် NASA ကအဲ့ဒီအဆက်ပြောက်တစ်တစ်လေးတွေကို basic poppy seeds လို့ခေါ်ပြီးပိုကြီးတဲ့တံကိုတော့ချက်တစ်ကွက် leopard spot လို့ခေါ်ပါတယ်ဟုတ်ပြီကျမတို့ရှေ့ဆက်မသွားခင်မှာအရွယ်အစားကိုအရင်ဆုံးသိရှိထားဖို့လိုအပ်ပါတယ်ကျမတို့ကြည့်နေတဲ့ဓာတ်ပုံကအနီးကပ်ရိုက်ထားတဲ့ဓာတ်ပုံတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ပိုကြီးတဲ့chấtသစ်ကွက်တွေတော့1 မီလီမီတာကနေ2 မီလီမီတာလောက်ပဲရှိပါတယ်။ဆိုလိုတာကဒီပုံစံတွေဖြစ်စေခဲ့တဲ့သက်ရှိတွေဟာအလွန်သေးငယ်မဲ့သဘောရှိပါတယ်။ဒါဆိုကျမတို့မြင်နေရတဲ့ဒီအမဲဆက်လေးတွေက micro အဏုဇီဝ microbes နဲ့ bacteria တွေကြောင့်လို့ပြောလို့ရပါတယ်။သူတို့ကိုယ်တိုင်က Perseverance ရင်ရှာမတွေ့နိုင်လောက်အောင်သေးငယ်ပါတယ်။ဒါကြောင့်အခုလူသားတွေရှာဖွေတွေ့ရှိတာကဒီ micro အဏုဇီဝတွေတစ်ချိန်ကရှိခဲ့မှုတဲ့သက်သေဖြစ်ပြီးသူတို့ခြံထားတဲ့အရာတွေပဲဖြစ်ပါတယ်။ဒါအဏုဇီဝသက်ရှိတွေကဖန်တီးခဲ့တဲ့စွန့်ပစ်ပစ္စည်းတစ်မျိုးပါ။ရိုးရှင်းစွာပြောရရင်ဒါဟာ Mars ဂြိုလ်ပေါ်ကကြောက်ပြည့်ရုပ်ကျွန်းဖြစ်နေတဲ့အညစ်အကြေးတစ်ခုပါခုချိန်မှာကျမတို့သိရှိတဲ့အဖြစ်နိုင်ဆုံးရှင်းလင်းချက်ပဲဖြစ်ပါတယ်ဒီထူးဆန်းတဲ့ပုံစံကိုတွေ့ရှိပြီးနောက်သက်ရှိများရှိမရှိကိုခြေအားခံဖို့အတွက် NASA ကပထမဆုံးလှုပ်ဆောင်ခဲ့တာကတော့ရှင်ရဲ့စရုပ်လက်တံနဲ့သိပ္ပံပစ္စည်းကိရိယာအစုံလင်ကိုအသုံးပြုခဲ့ပြီးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါပဲကနဦးလေးလာတွေ့ရှိချက်တွေအရဒါဟာအနေကျကြောင့် sedimentary rock ဖြစ်ကြောင်းပြသခဲ့ပါတယ်။ဆိုလိုတာကမြေရည်စီးဆင်းနေချိန်မှာသတ္ထုဓာတ်အလွှာတွေကိုရှစ်မြေထဲမှာမြုပ်နှံရင်းနဲ့နှစ်ပေါင်းတန်းပေါင်းများစွာအချိန်ယူပြီးဖြည်းဖြည်းချင်းဒီလိုပုံစံဖြစ်လာတာပါ။ဒီအလွှာတွေဟာသူတို့ကိုယ်ပိုင်လေးကျင်အောင်မှာပြပြလာပြီးနောက်ဆုံးမြေရည်ခန်းချောက်သွားတဲ့အခါရွှွန့်တွေဟာကြောက်တုံးတွေအဖြစ်မာကျောသွားပါတယ်။ကမ္ဘာပေါ်မှာဆိုရင်အနေကျကြောက်တွေဟာကြောက်ပြည့်ရုပ်ကျွန်းပါလေးရှိပါတယ်။ဘာကြောင့်လဲဆိုတော့အပင်နဲ့တရိတ်ဆန်အကျဉ်းကြံတွေဟာဒီအလွှာတွေထဲပါဝင်ပြီးမာကျောတဲ့အလွှာကနေတစ်ဆင့်ထိမ့်သိမ်းခံထားရပါတယ်။ဒီနေရာရဲ့စိတ်ဝင်စားစရာကောင်းတာကဒါဟာ NASA က
မားစ်ဂျူပေါ်မှာတွေ့ရှိသမျှထဲမှာတက်တန်းအနုဆုံးသောအနေကျကြောက်တွေကတစ်ခုဖြစ်နေတာပါပဲနှစ်ပေါင်း3ဘီလီယံခန့်တက်တန်းရှိတယ်လို့ပြောပါရယ်ဒါကကျမတို့တွေးထင်ထားတဲ့ထက်မားစ်ဂျူပေါ်မှာတက်ရှိနိုင်တဲ့အချိန်ကာလပိုရှည်လျားခဲ့တဲ့အကြောင်းကိုဒီတွေ့ရှိချက်ကအတည်ပြုလိုက်တာပဲလို့ဆိုလို့ရပါတယ်ဒီအချက်တကယ်မှန်ကန်ခဲ့မယ်ဆိုရင်ကမ္ဘာမြေနဲ့မားစ်ဂျူပေါ်မှာတစ်ချိန်တည်းမှာတက်ရှိရရှိခဲ့ပြီးနှစ်ခုစလုံးကအလွန်စင်တူတဲ့ပုံစံရှိခဲ့ပူးတယ်လို့ပြောပြနိုင်ပါတယ်ဒါပေမဲ့တေချာစီဖို့အတွက်လှုံ့ဆော်မှုတစ်ခုတည်းသောနီလန်စုံစမ်းစစ်ကတော့စုံစမ်းထောက်လှမ်းမှုကိုပုံနဲ့နဲ့ရှိုင်းလုပ်ဖို့လိုပါတယ်2024ခုနှစ်ဇူလိုင်လမှာ Perseverance ကသူ့ရဲ့ self portrait ကိုပြင်နိုင်ခဲ့ပါတယ်ဒီတပ်ပုံမှာတမိုင်းဝင်အခိုက်အတန့်ကိုမှတ်တမ်းတင်ဖို့ရှင်ထင်းချုပ်ရဖွဲ့ကကြိုတင်တည်ထားခဲ့ပါတယ်ဓာတ်ပုံရဲ့အလဲမှာတက်တေခံကြောက်တုံးကြီးထားရှိပြီးကြောက်တုံးပေါ်ကအဖြူရောင်စဝိုင်းလေးကတော့နမူနာထုတ်ယူတဲ့အပေါက်ပါပဲအဲ့နမူနာကိုပုံမစစ်ဆေးနိုင်အောင်ကမ္ဘာမြေပြင်ပေါ်တည်ယူဖို့စီစဉ်ထားတာပါဒီစီစဉ်ကြောင်းကိုတော့ကျမတို့နောက်မှပြန်ပြောပြပါမယ်မားစ်ဂျူပေါ်မှာရောက်နေတဲ့ Perseverance က NASA သိပ္ပံပညာရှင်တွေကိုအားအသင့်စေတဲ့ကနဦးတွေ့ရှိချက်ကိုပေးနိုင်ခဲ့တယ်လို့လည်းပြောလို့ရမှာပါရှင်ဟာစတစ်ကွက်တွေရဲ့အတွင်းမှာတန်တက်အခြေခံတထုတက်နှမျိုးဖြစ်တဲ့ VVN9 နဲ့ Grey type တွေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ကမ္ဘာမြေပေါ်မှာလည်းဒီလိုပုံစံအတွင်းမှာဒီတထုတက်တွေကိုကျမတို့မကြာခဏတွေ့ရှိရပါတယ်။ဒီလိုတွေ့ရတဲ့အခါမှာဒါက micro အနုစီဝသက်ရှိဒါမှမဟုတ် bacteria တွေနဲ့ပုံမှန်အားဖြင့်ဆက်ဆက်နေပါတယ်။အထူးသဖြင့် VVN9 နဲ့ Grey type တွေကိုပုတ်ဆွေးနေတဲ့အပင်နဲ့ဒရိတ်ဆန်တွေရှိတဲ့နေရာတွေမှာတွေ့ရတတ်ပါတယ်။ micro နုစီဝတွေဟာ organic ဓာတ်ဝတ္ထုတွေကိုစားသုံးပြီးစွန့်ပစ်ပစ္စည်းဖြစ်တယ်လို့တန်တက်ကြွယ်ဝတဲ့တထုတက်တွေကိုစွန့်ထုတ်တတ်ကြပါတယ်။ဒါဟာ micro အညစ်အကြေးတွေပါပဲ။ Mars ဂျူဘောကဒီအနုစီဝပိုးလေးတွေ microbes ရှင်သန်စားသောက်ဖို့အတွက်အကောင်လိုက်တည်နေတဲ့ trace တွေမလိုပါဘူး။အဲ့ trace တွေရဲ့အခြေခံတိစောက်ပုံတွေဖြစ်တဲ့ဥပမာကာဗွန်၊ဟိုက်ဒရိုဂျင်စတာတွေသာလိုအပ်ပါတယ်။ဒါတွေကိုဘက်တီးရီးယားတွေကစားသုံးကြတာပါ။ဒါကိုကျမတို့ organic ဓာတ်ဝတ္ထု organic matter လို့ခေါ်ဆိုပါတယ်။ပိုရှင်းအောင်ဒီချက်ကိုစဉ်းစားကြည့်ပါသင်္ခဏကိုတူတဲ့ရဲ့96%ကိုအောက်ဆီဂျင်ကာဗွန်ဟိုက်ဒရိုဂျင်နဲ့နိုက်ထရိုဂျင်ဆိုတဲ့အဓိက dressing လေးမျိုးရဲ့ပေါင်းစပ်မှုတွေနဲ့ဖန်တီးထားတာပါမားစ်ဂျူပေါ်မှာ organic ဓာတ်ဝတ္ထုတွေကအပြင်ကအုတ်ကာခဲတိုက်ခိုက်ခံရတဲ့နေရာတွေမှာသာရှိမယ်လို့အရင်ကထင်ခဲ့ကြတာပါဒါပေမဲ့တကယ်အားအသင့်စရာကတော့ဒီစစ်တစ်ကွက်ကြောက်တုံးလေးရဲ့အတွင်းပိုင်းမှာပဲဒီသရှိအတွက်အခြေခံပါဝင်ပစ္စည်းတွေအစုလိုက်အပြုံလိုက်တွေ့ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီချက်ထဲနဲ့သရှိရှိတယ်လို့မဆိုလို့သေးပါဘူး။ဒါကြောင့်ကျမတို့ပို့ပြီးတော့တက်သေးတွေကိုရှာဖွေခဲ့တာပါ။ဒီတက်သေးကတော့ VVN9 နဲ့ Grey type ဆိုတဲ့သက်ရှိတွေရဲ့အစာချေမှုကနေထွက်လာတဲ့စွန့်ပစ်ပစ္စည်းတွေဖြစ်ပါတယ်။ဒါကြောင့်သက်ရှိတွေအတွက်ပါဝင်ပစ္စည်းနဲ့သက်ရှိရဲ့စွန့်ပစ်ပစ္စည်းနှစ်ခုလုံးကိုတွေ့ရှိထားတဲ့အတွက်ဒီလိုဆိုရင် Mars ဂျူပေါ်မှာသက်ရှိရှိရမယ်။ဟုတ်ပါတယ်နော်။ NASA ကတော့အဲ့လိုသက်ရှိပါတယ်လို့တိတိကျကျပြောနေတာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့အရင်ကဒီလိုအမှားမျိုးနှစ်ကြိမ်တိတိလုပ်ခဲ့ဘူးလို့ပါပဲ1996ခုနှစ်ကဆိုရင် American သမ္မတ Bill Clinton က Mars ဂျူရဲ့မျက်နှာပြင်ကနေကွဲထွက်ပြီးကမ္ဘာမြေပေါ်ကိုဆင်းသက်လာတဲ့ဥက္ကာခဲတစ်ခုရဲ့အတွင်းမှာကျောက်ဖြစ်ယူခြင်းဖြစ်နေတဲ့သက်ရှိပုံစံတွေ့ရှိခဲ့ကြောင်းကြေညာခဲ့ပါတယ်။သူတို့တွေ့ရှိခဲ့တာကပုံစံအားဖြင့်ပိုးကောင်လေးတစ်ကောင်နဲ့တူနေခဲ့ပါတယ်။ဒါပေမဲ့ခွဲခြမ်းစိတ်ဖြာကြီးတဲ့အခါမှာအခြားစီဖြစ်နေပါတယ်။ဒါကြောင့်ကဘာကြီးကိုကြောက်ဖြစ်ယူခြင်းဖြစ်နေတဲ့ဂျိုသားတွေ့ပြီလို့သမ္မတကပြောပြီးကမှထူးဆန်းတဲ့ကြောက်တုံးတစ်တုံးသာဖြစ်လိုက်တဲ့အဖြစ်ဟာမကောင်းပါဘူးလေနော်။ NASA ကလည်းဒီလိုမျိုး1986ခုနှစ်Viking mission မှာလှုပ်ဆောင်ခဲ့ပူပါတယ်။အဲတုန်းက American အာကာသအစီအစဉ်ဟာ Mars ဂျူဘောကိုပထမဆုံးချိန်ဆင်းသက်ခဲ့တာဖြစ်ပြီးသိပ္ပံပညာရှင်တွေက Mars ဂျူသက်ရှိတွေရဲ့ပထမဆုံးလက္ခဏာကိုရှာဖွေဖို့ဆရာထက်သန်နေကြပါတယ်။သူတို့ရိုးရှင်းတဲ့စမ်းသပ်မှုတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။ Viking က Mars မြေကိုအနှဲငယ်ခတ်ယူပြီးရေနဲ့အာဟာရဓာတ်ရောဆက်ထားတဲ့ရေကိုပတ်ဖြန်းကြည့်ခဲ့ပါတယ်။သူတို့ရဲ့စိတ်ကူးကတော့မြေကြီးထဲမှာ micro အနုစီဝတွေတက်ရှင်နေမယ်ဆိုရင်ပိုးကောင်တွေကရှေ့တောက်မယ်အစာစားမယ်ပြီးတော့ကျမတို့အပေါ်ကပြောခဲ့တဲ့စွန့်ပစ်ပစ္စည်းတွေစွန့်ထုတ်မယ်ဆိုတဲ့အကြံနဲ့ပေါ့ရှင်။ပြီးတော့သူတို့အဲ့ဒါကိုသိရှိလိုက်တာကအာဟာရဓာတ်ပါတဲ့ရေကိုမြေကြီးထဲထည့်လိုက်တဲ့အခါ CO2 ထွက်လာပါတယ်။ဒါဟာဇီဝဗေဒဆိုင်ရာဖြစ်စဉ်ကိုဖော်ပြနေရပါဆိုပြီးဒီစမ်းသပ်မှုကနေသိပ္ပံပညာရှင်တွေဟာဂျိုသားသက်ရှိတွေရဲ့တရှိမှုကိုသက်သေပြနိုင်ခဲ့ပြီလို့ထင်ခဲ့ကြပါတယ်။အောင်ပွဲခံခဲ့ကြပါတယ်။
ဒါပေမဲ့ဒီအောင်ပွဲခံမှုကကြာရှည်မခံပါဘူးဒီဂျိုသားဇီဝဗေဒဟာ CO2 အတွက်ရှင်းလင်းချက်တစ်ခုဖြစ်ပေမဲ့လုံလောက်တဲ့ရှင်းလင်းချက်တော့မဟုတ်ပါဘူးရှက်လက်ကရေကိုမုတ်ဖို့ဆိုတာနဲ့ရောလိုက်တဲ့အခါ CO2 လိုမျိုးဓာတ်ငွေ့ကိုထုတ်လုပ်နိုင်တဲ့ဓာတုဗေဒပေါင်းစပ်မှုတွေအများကြီးရှိပါတယ်ဖိုင်ကင်းမြေနမူနာတွေမှာလည်းသက်ရှိတွေအတွက်လိုအပ်တဲ့ပေါင်းပစ္စည်းတွေဖြစ်တဲ့ organic ဒြဝတ္ထုရဲ့သက်သေဘာတစ်ခုမှမတွေ့ခဲ့ပါဘူး။ဒါကြောင့်သူတို့တကယ်တမ်းတွေ့ရှိခဲ့တာက CO2 ဓာတ်ငွေ့အနှဲငယ်သာဖြစ်ပြီးဒီစမ်းသပ်မှုကိုမပြတ်သားသောတွေ့ရှိချက် inconclusive လို့ပြောရမှာပါ။နက္ခတ်ပညာရှင် Carl Sagan ဟာသူ့ရဲ့1980ပြည့်လွန်နှစ်တွေကရုပ်မြင်သံကြားအစီအစဉ် Cosmos မှာအလွန်ရေးကြီးတဲ့စကားတစ်ခုကိုပြောခဲ့ပူပါတယ်။သူကမကြာခဏဆိုသလိုထူးခြားတဲ့တောင်းဆိုချက်တွေအတွက်ထူးခြားတဲ့သက်သေတွေလိုအပ်တယ်လို့ပြောခဲ့ပါတယ်။ NASA ကသူတို့ရဲ့ Mars 2ဘော်ကနောက်ဆုံးတွေ့ရှိချက်အတွက်သက်ရှိပါတယ်လို့မကြေညာရဲတဲ့အကြောင်းဟာအဲ့ဒါပါပဲ။တွေ့ရှိချက်ကမတိချမရေရာသေးလို့ပါ။တချို့ကလည်းဒီလိုပြောထားတာရှိပါတယ်။စစ်တပ်တွေကိုစတင်တွေ့ရှိခဲ့တဲ့အချိန်ကစလို့ကမ္ဘာတွင်းကထိပ်တန်းသိပ္ပံပညာရှင်တွေဒါကဂျိုသားသက်ရှိမဟုတ်ဘူးဆိုတဲ့အကြောင်းပြချက်ကိုရှာဖွေဖို့ကြိုးစားအထောက်ခဲ့ကြပါတယ်။ဘလောက်အထိအလေးထားလဲဆိုတာကိုဒီသုတေသနစာတမ်းမှာပါဝင်တဲ့ပညာရှင်နာမည်စင်းကိုကြည့်ရင်သိနိုင်ပါတယ်။သူတို့အားလုံးကဒီတွေ့ရှိချက်ကိုမှားတယ်လို့သက်သေပြဖို့အပြင်းထန်ကြိုးစားခဲ့ကြတာပါ။ဒီတော့ကျမတို့ရှေ့မှာဂျိုသားကြောင့်မဟုတ်ဘူးလို့သက်သေပြနိုင်မယ်ဖြစ်နိုင်ခြေရှိတဲ့ရှင်းလင်းချက်နှစ်ခုရခဲ့ပါတယ်။တစ်အပူချိန်မြင့်မားတဲ့ရေကြောင့်ဖြစ်တာလား။နှစ်အက်ဆစ်ဓာတ်ရှိတဲ့ရေကြောင့်ဖြစ်တာလား။ဒါပေမဲ့သူတို့စစ်ဆေးကြည့်တဲ့အခါမှာတော့အေးတဲ့နေရာမှာသာ Vivianite ကရှိတာပါ။ဒါကြောင့်ပူပြင်းတဲ့ရေကြောင့်ဆိုတဲ့အချက်ကမဖြစ်နိုင်ပါဘူး။အက်ဆစ်ရေကြောင့်ဆိုရင်လည်းအက်ဆစ်ဓာတ်ရှိရင် olivine မရှိနိုင်ပါဘူး။ဒါကြောင့် olivineသတ္ထုဓာတ်ကိုပါကြောက်တုံးထဲမှာတွေ့ခဲ့ရတာကြောင့်ဒီချက်လည်းမဖြစ်နိုင်ပါဘူး။တကူရဲသောအဖြေကတော့ဒါဟာသက်ရှိမိုက်ခရိုအနုဇီဝတွေသာဖြစ်ပါတယ်။ဆိုလိုတာကတော့ဒီစစ်တစ်ကွက်တွေဖြစ်ပေါ်လာဖို့အတွက်သက်ရှိတွေရဲ့အညစ်အကြေးဆိုတဲ့ theory ကလွဲပြီးတခြားဘယ် theory ကိုမှကျမတို့သက်သေပြနိုင်ခြင်းမရှိတော့ပါဘူး။ဒါဟာသမိုင်းမှာပထမဆုံးချိန်နဲ့လူသားတို့ဟာ Mars 2ပေါ်မှာသက်ရှိခဲ့တယ်လို့ယုံကြည်စိတ်ချစွာပြောနိုင်ဖို့အလားအလာများတယ်ဆိုတဲ့အချက်ပါပဲ။ဒါဟာသက်ရှိဆိုတာကမ္ဘာမြေမှာပဲရှိတာမဟုတ်ဘူးလို့ဆိုလိုတာပါ။ဘယ်လိုပဲဖြစ်ဖြစ်သေးကြတာတခုကတော့သက်ရှိပါလို့အပြည့်အဝပြောလို့မရသေးပါဘူး။ဘာကြောင့်လဲဆိုတော့ကျမတို့မှာသက်သေအပြည့်စုံမရှိသေးဘူးဆိုတာသိထားလို့ပါပဲ။ Perseverance ရင်ပေါ်မှာရှိတဲ့ကိရိယာတွေကကျမတို့ကိုအကန့်အသတ်နဲ့သာပြောပြနိုင်ပါတယ်။ဒါဟာအာကာသရဲကိုလှုပ်ပြီး Mars 2ပေါ်ဆင်းသက်ခဲ့တဲ့မိုဘိုင်းသုတေသနဓာတ်ခွဲခန်းတစ်ခုဆိုပေမဲ့နောက်တစ်ခုကသူကအများကြီးလုံနိုင်ပေမဲ့အားလုံးကိုတော့လုံနိုင်မှာမဟုတ်သေးပါဘူး။ဒီနမူနာကိုကမ္ဘာမြေပေါ်မှာရောက်ခဲ့မယ်ဆိုရင်စစ်တစ်ကွက်တွေပေါ်မှာကျမတို့လှုပ်ဆောင်ရလိုအပ်တဲ့စမ်းသပ်မှုတွေအများကြီးကျန်ပါသေးတယ်။ဒါပေမဲ့ဒီနမူနာကိုလူသားတို့မရရှိသေးပါဘူး။ရရှိဖို့အတွက်အချိန်တော်ကြာနိုင်ပါတယ်။မရရှိတာလည်းဖြစ်နိုင်ပါတယ်။ Perseverance ဟာ G0 မီတာဝါနဲ့သူ့ရဲ့ပတ်ဝန်းကျင်မြစ်ကျန်းပြင်တွေကနေကြောက်သားနမူနာ28ခုကိုစုဆောင်းထားပြီးပါပြီ။သူကနမူနာတွေကိုဖျက်တောက်ပြီးသတ္ထုပြွန်တွေထဲထည့်က Mars မျက်နှာပြင်ပေါ်မှာချန်ထားနေခဲ့ပါတယ်။ NASA ကအစီအစဉ်ရကတော့နောက်ထပ်မားစင်တစ်စီးကမကြမီလိုက်သွားပြီးနမူနာတွေကိုစုဆောင်းမယ်ပြီးတော့မားဂျိုကနေပြည့်လွတ်မဲ့ရှင်ထဲကိုတင်ဆောင်မယ်နောက်ဆုံးမှာတော့ကြောက်တုံးတွေနဲ့အတူကဘာမြေကိုဆင်းသက်မယ်ဆိုတာပါပဲဒါပေမဲ့ Mars နမူနာပြန်လည်သယ်ဆောင်ရေး Mars Sample Return ဟာရှုပ်ထွေးပြီးကုန်ကျစရိတ်များပါတယ်လက်ရှိချိန်မှာတော့ American ဆွေရက NASA အတွက်မစ်ရှင်ကိုပြီးမြောက်အောင်လှုပ်ဆောင်ဖို့ကုန်ကျစရိတ်ကိုမပေးချင်ပါဘူး Mars 2ဘော်ကိုဆင်းသက်ဖို့အတွက်ကမ္ဘာပေါ်ကအခြားဘယ်အဖွဲ့အစည်းထက်မဆို NASA American ကသာအတွေ့အကြုံများဆုံးရှိနေပါတယ်။ဒါပေမဲ့လက်ရှိအချိန်ထိ Mars 2ဘော်ကိုအောင်မြင်စွာဆင်းသက်ဖို့တဲ့အဖွဲ့အစည်းဟာ NASA အပြင်တရုတ် China နှစ်နိုင်ငံနဲ့သာရှိသေးတာပါ။တရုတ်ကသူတို့ရဲ့ကိုယ်ပိုင် Mars နမူနာပြန်လည်သယ်ဆောင်ရေးမစ်ရှင်ကိုစီစဉ်ထားပါတယ်။2028ခုနှစ်မှာစတင်လွှတ်တင်ဖို့စီစဉ်ထားပြီး2032ခုနှစ်မှာ Mars ကြောက်တုံးတွေနဲ့အတူအိမ်ပြန်ရောက်ဖို့မျှော်မှန်းထားပါတယ်။တရုတ်ကကုန်ကျစရိတ်ကိုတက်နိုင်ပါတယ်။ဤပညာစွမ်းရည်လည်းရှိပါတယ်။ပြီးတော့အခုချိန်မှာဂျိုသားတက်ရှိရဲ့ပထမဆုံးသောစစ်မှန်တဲ့သက်သေကိုဘယ်နေရာမှာသွားရှာမလဲဆိုတာသူတို့အတိအကျသိနေပါပြီ။ဘသူကဘာကိုရှာဖွေတွေ့ရှိရဲဆိုတာကအရေးမကြီးသင့်ဘူးမဟုတ်လား။ဒါဟာသိပ္ပံပညာအကြောင်းပါ။ဒါပေမဲ့လည်းအရေးကြီးတာတော့အမှန်ပါပဲ။ဒီသိပ္ပံပညာဟာသက်ရှိနဲ့စကြဝဠာအကြောင်းကျမတို့သိထားတာလို့ထင်တဲ့အရာအလုံးကိုပြောင်းလဲပစ်တဲ့အရာပါ။ NASA ကပြီးမြောက်ရေးအတွက်အလွန်နီးစပ်နေပေမဲ့တစ်ဖက်မှာလည်းအလွန်ဝေးကွာနေပါတယ်။ဒါပေမဲ့မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ American မှာငွေကြေးကရှိနေပါတယ်။အစိုးရရဲ့ထောက်ပံ့မှုပါ။ဒီလိုခန်းနာတဲ့ရှာဖွေတွေ့ရှိချက်တွေအတွက်
ကမ္ဘာမြေကိုနမူနာပြန်သယ်လာနိုင်ဖို့ NASA ရဲ့မစ်ရှင်ကိုအစိုးရကငွေကြေးထောက်ပံ့တဲ့နယ်လို့သင်ထင်ပါသလားဒါမှမဟုတ်ဒီလိုတွေ့ရှိချက်ဟာလူသားမျိုးနွယ်တရက်လုံးအတွက်ဖြစ်သည့်အပြင်တစ်ဖက်မှာလည်းနိုင်ငံကုန်သိက္ခာနဲ့ပါဝင်ပတ်သက်တာမလို့ဘယ်နိုင်ငံကလုံးပြနိုင်မလဲဆိုတာစိတ်ဝင်စားစရာပါ။နောက်ဆက်အပေးပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရရှင်။